ဒီတိုင်းဆိုရင်တော့ဒီတရေကြီးတောထဲကိုဝင်သွားတာဝေးဝေးမရောက်တော့သေးဘူးဗျကျုံနဲ့ငမျိုးနဲ့ဒီကောင်ကြီးနောက်ကိုညာတွင်းချင်းလိုက်မှဖြစ်မဲ့တကြီးရေအဲ့နောက်မှာတော့ဦးဆိုင်လုံဟာတရေကြီးရဲ့နောက်ကိုလိုက်တော့မှဖြစ်တာကြောင့်တကြီးကိုလိုအပ်တာတွေမှားချနေခဲ့ပါတယ်ပထမဦးဆုံးအနေနဲ့ရွာသားတွေကိုအိမ်ထဲကိုပြန်ဝင်စေဖို့နဲ့ဒီညဟာအလွန်ရေးကြီးတာကြောင့်ပတ်ဝန်းကျင်မှာဘာတွေပဲဖြစ်လာအိမ်ပြေုံမထွက်ဘဲအိမ်ထဲမှာတတိဝရိယနဲ့နေကြဖို့မှားကြားလို့နေခဲ့တာပေါ့ထို့နောက်မှာတော့နှစ်ချို့တရေကြီးနဲ့တိုက်ခိုက်ရမှာပြက်ပြက်သားသားလှုပ်ဆောင်အောင်မှာဖြစ်တာကြောင့်မထင်မှတ်ထားတာတွေဖြစ်နိုင်ကြောင်းနဲ့တကယ်လို့သူတို့နှစ်ယောက်ဒီညတောထဲကပြန်မလာနိုင်ခဲ့ရင်ဆရာကြီးဦးဖို့ရှိန်ကိုကြောခဲ့ကြောင်းပြောပေးဖို့ထက်ဆင့်မှားကြားခဲ့တယ်ဗျလိုအပ်တာတွေပြင်ဆင်ပြီးတဲ့နောက်မှာတော့ဆိုင်းလုံတဲ့ငမျိုးဟာလက်လုံတနက်ကိုစီကိုကန်ဆောင်ရင်းတရေကြီးကိုခြေအခန်းကဒေါနက်ထဲကိုလိုက်လာကြပါတယ်ကောင်းကင်ရန်လာမင်းကြီးကတော့သူတို့ကိုဖော်ပြူရင်းထွန်းလင်းတောက်ပလို့နေခဲ့တာပေါ့ဒီလိုနဲ့ဆိုင်းလုံတဲ့ငမျိုးတို့ဟာတရေကြီးကိုခြေအခန်းပြီးလိုက်လာကြရင်ရွာနဲ့အတော်ဝေးတဲ့တောနက်ရာကိုရောက်ရှိလာကြပါတယ်ဒါပေမဲ့ဒနီယာရောက်မှာတော့ဂျေလောင်လာတဲ့မိုးချင်းတန်ကြီးများနဲ့အတူမိုးများလက်ရုတ်တရက်ရွာသွန်းလာခဲ့တယ်ဗျဂျာစီဦးတို့အခြေအနေဟာအခုလိုရုတ်တရက်ပြောင်းလဲသွားတာကတော့ဒေါနက်ထဲကတရေကြီးဟာသူ့ရဲ့ပိုင်နယ်ထဲကိုရောက်ပြီးဖြစ်တာကြောင့်ပညာပြတာလည်းဖြစ်နိုင်ပါတယ်အချိန်တစ်ခုကြာမှာတော့လေနီချမ်းများတက်ခတ်လာပြီးမိုးများလည်းအဆက်မပြတ်ရွာသွန်းနေကပတ်ဝန်းကျင်တစ်ခုလုံးဟာမောင်မဲနေတာကြောင့်မုံဆိုးနှစ်ယောက်လည်းရှေ့ဆက်မသွားပဲရက်တန့်ဖို့ဆုံးဖြတ်ခဲ့လိုက်ပါတယ်ထို့နောက်မှာတော့ကြီးမားတဲ့အပင်ကြီးတစ်ပင်အောက်မှာမိုးခိုရင်းပတ်ဝန်းကျင်ကိုအကဲခက်ကြည့်နေကြတယ်ဗျမီးတဲ့အနေငယ်ကြာပြီးတဲ့နောက်မှာတော့မိုးများလဲဆဲသွားကအမောင်ရီထီကနေမဲမဲတရံအရာတစ်ခုဟာလမ်းလျှောက်ပြီးထွက်လာခဲ့ပါတယ်ထို့နောက်မှာတော့ဂျေလောင်စွာဟင်းအောင်လိုက်ပြီးလူသားတွေရဲ့အနံ့အောင်ရတာကြောင့်ပတ်ဝန်းကျင်ကိုတေချာအကဲခက်ကြည့်နေခဲ့ပါတယ်ထိုတရေကြီးရဲ့ဟဲ့အော်တန်ဟာတောတစ်ခုလုံးကိုစူညံသွားပြီးမြင်ရသူအဖို့လွန်စွာမှထိတ်လန့်ပွဲကောင်းလာတယ်ဗျထိုတရေကြီးရဲ့ပုံစံဟာအလွန်ကြောက်မက်ဖွယ်ကောင်းတဲ့မြောက်တစ်ကောင်ရဲ့ပုံစံအတိုင်းဖြစ်ပါတယ်ဒါပေမဲ့မြောက်တစ်ကောင်ထက်ပုံမိုကြီးမားသလိုခန္ဓာကိုယ်တစ်ခုလုံးညိုမဲနေပြီးရှည်လျားတဲ့အမဲရောင်အမွှေးတွေနဲ့ပြည့်နေနေတဲ့နှစ်ချုပ်မြောက်ညိုကြီးတစ်ကောင်နဲ့အတွင်တူလာပါတယ်တရေကြီးကိုမြင်လိုက်ရတဲ့အခါမှာတော့ဆိုင်းလုံတဲ့ငမျိုးဟာလက်လုံတနက်ကိုစီကိုအသားမောင်းတင်လိုက်ရင်တရေကြီးရှိရာစီကိုထိုးချိန်ထားလိုက်ပါတယ်သူတို့နှစ်ယောက်လုံးဟာဝါရင်မုတ်ဆိုးကြီးများဖြစ်တာကြောင့်တရေကြီးရှိရာစီကိုထိမှန်အောင်ပြစ်ခတ်လိုက်ပါတယ်ဒါပေမဲ့သူတို့တွေကအခုလိုပြစ်ခတ်နေခဲ့ပေမဲ့တရေကြီးကတော့ဘာမှဖြစ်မသွားခဲ့ပါဘူးထို့နောက်မှာတော့တရေကြီးဟာမုတ်ဆိုးနှစ်ယောက်ကိုတွေ့မြင်သွားခဲ့ပြီးနီရဲနေတဲ့မြုံဝန်းအစုံနဲ့သူတို့ကိုစိုက်ကြည့်နေခဲ့တယ်ဗျဦးဆိုင်လောင်ကတော့သူ့ရဲ့တနတ်ထဲကကြည်စံနေဟာတရေကြီးကိုအဆုံးသက်နှိမ်နှင်းဖို့ဆိုတာမဖြစ်နိုင်မှန်းသိနေပြီးသားဖြစ်ပါတယ်ဒါပေမဲ့တရေကြီးရဲ့ခုခံအားကိုစမ်းသပ်လိုတာကြောင့်အခုလိုပြစ်ခတ်ခဲ့ခြင်းဖြစ်တယ်ဗျဆိုင်းလုံကြီးမင်းမဒီထက်ကောင်းတဲ့အကြံဉာဏ်ရှိသေးလားဟာတနတ်နဲ့ပြစ်တာလဲဒီကောင်ကြီးကဘာမှမဖြစ်ဘူးငါတို့တွေမြန်နိုင်သမျှမြန်အောင်ဒီကောင်ကြီးကိုတိုက်ခိုက်မှဖြစ်မယ်ဟောက်ကောင်ရတနတ်နဲ့ပြစ်ခတ်လိုက်ရမှာတရေကြီးကဘာမှမဖြစ်တာကြောင့်ငမျိုးဟာကြောက်ရွံ့နေခဲ့ပြီးအတန်တုံတုံကြီးဖြစ်နေခဲ့ပါတယ်မကြောက်စမ်းမနဲ့ငမျိုးရာငါတို့ဒီကောင်ကြီးကိုရင်ဆိုင်နိုင်ပါတယ်ကွာငါမှမော်စီရင်နဲ့လှုပ်ထားတဲ့မော်ဝန်ဓားပါပါတယ်ကွာစကားအဆုံးမှာတော့ဆိုင်းလုံဟာသူ့ရဲ့လွယ်ထဲကနေမော်ဝန်ဓားကိုထုတ်လိုက်တဲ့အခါမှာတော့ငမျိုးဟာအလွန်အမင်းအံ့ဩနေခဲ့ရပါတယ်ဟေးအောင်ဆိုင်းလုံမင်းဟာကဟုတ်ကောဟုတ်လားကွာဒီဓာတ်ကမော်ဝန်ဓားဟုတ်ပါမလားကွာဆိုင်းလုံထုတ်ပြလိုက်တဲ့ဓာတ်ဟာတာမန်မီးဖို့ကြောင့်တုံးဓာတ်ဖြစ်နေတာကြောင့်ငမျိုးဟာအလွန်အံ့အားတက်နေခဲ့ရတယ်ဗျဟာမင်းကြောက်နေမှန်းသိလို့ငါအလကားနောက်တာပါကွာငါမှအစီအစဉ်တစ်ခုရှိပါတယ်ကွာဘာမှစိတ်မပူစမ်းပါနဲ့သူတို့နှစ်ယောက်အခုလိုစကားပြောဆိုနေတော့မှတော့တောတုံးကမိစ္ဆာကြီးဟာမုံစိုးနှစ်ယောက်ရှိရာစီကိုတလန်းချင်းလမ်းလျှောက်လာခဲ့ပါတယ်သူ့ကိုတနက်နဲ့ပြစ်ခတ်ထားတဲ့မုံစိုးနှစ်ယောက်ဖြစ်တာကြောင့်လွယ်လွယ်နဲ့အလွတ်ပေးမဲ့ပုံတော့မပေါ်ပါဘူးအဲ့ဒီခါမှာဦးဆိုင်လုံဟာသူ့ရဲ့ဈေးလွယ်အိတ်ထဲကနေသေးငယ်လာတဲ့ကျွဲရုပ်ကလေးတစ်ယောက်ကိုထုတ်ယူလိုက်တယ်ဗျထိုကျွဲရုပ်ကလေးဟာတာမန်ရုပ်ကလေးမဟုတ်ပဲအထက်လန်းအစီရင်နဲ့ပြုတ်လုပ်ထားတဲ့မော်ဝန်ကျွဲရုပ်ကလေးပဲဖြစ်ပါတယ်တရေကြီးဟာမုံစိုးနှစ်ယောက်ရှေ့ကိုရောက်လာတဲ့အခါမှာတော့ခြေလန်းအဆောင်ကိုရက်တက်လိုက်ရင်ညီရဲနေတဲ့မြုံဝန်းစုံနဲ့သူတို့နှစ်ယောက်ကိုကြည့်နေခဲ့ပါတယ်ဆရာကြီးဦးဖိုးချိန်ပြောတာကတော့ဒီကျွဲရုပ်ကလေးကိုတစ်ခါသုံးရင်သုံးတဲ့သူကလူဖို့ဟာတတန်းကနေ3နှစ်ရော့သွားမယ်တဲ့ကွာငါအသက်တုံးမဲ့ကိစ္စဆိုတော့ဖြစ်နိုင်ရင်တော့မသုံးချင်ဘူးပေါ့ကွာဒါပေမဲ့အခုချိန်ကတပီတော်ကြီးရွာလေးကိုကက်တင်ဖို့လိုအပ်နေတာဆိုတော့ငါသုံးမှဖြစ်တော့မယ်
အခုလိုစီရင်ထားတာကလည်းမော်ပညာကိုမကောင်းတဲ့နေရာမှာအသုံးချမှာဆိုလို့ဆရာကြီးကပြောတယ်ကွာ စကားဆုံးမှာတော့ဦးဆိုင်လုံဟာသူ့ရဲ့လက်ဝါးကိုဓာတ်နဲ့လှိလိုက်ပြီးထွက်လာတဲ့သွေးတွေကိုကျွဲရုပ်ကလေးအပေါ်မှာတုပ်လင်းလိုက်ပါတယ်အခုလိုလုံနေတာကတော့ကျွဲရုပ်လေးကိုအသက်ဝင်မှုအတွက်မော်ပညာနဲ့အစီရင်ပြုလုပ်နေခြင်းဖြစ်ပါတယ်ထိုကျွဲရုပ်ကလေးကိုပထမအဆုံးအစီရင်အနေနဲ့လူတစ်ယောက်ရဲ့သွေးနဲ့တုပ်လင်းပေးရပါတယ်အဲဒီနောက်မှာတော့ကျွဲရုပ်ကလေးဟာထိုသွေးပိုင်ရှင်အမြဲတမ်းခိုင်းစေနိုင်တဲ့နတ်ကျွဲရုပ်လေးဖြစ်လို့သွားခဲ့ရတယ်ဗျကျွဲရုပ်လေးကိုအသက်သွင်းပြီးတဲ့နောက်မှာတော့ဦးဆိုင်လုံဟာဂါထာတစ်ပုဒ်ကိုအဆက်မပြတ်ရွတ်ဖတ်လိုက်ပါတယ်